လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဗီရိုနာမြို့ရဲ့လမ်းမတွေပေါ်မှာနေအောင်ကြီးဟာနှွေးထွေးမှုထက်ပူလောင်မှုကိုပဲပေးစွမ်းနေတယ်လို့ပါပဲ။ဘာလို့လဲဆိုတော့အဲ့ဒီမြို့မှာမွန်တာဂူဆိုတဲ့မျိုးနွယ်စုကြီးနှစ်ခုရှိခဲ့။သူတို့ဟာဘယ်တော့ကစခဲ့မှမသိတဲ့ရန်ညိုးဟောင်းတွေကြောင့်တဦးနဲ့တဦးတွေ့တာနဲ့ဓာချင်းဆွဲသွေးမိကြအောင်တတ်ဖြတ်ဖို့ဝင်မလေးကြဘူး။အဲ့ဒီနေ့ကလည်းမြို့လေဈေးကွက်ထဲမှာနှစ်ဖက်အိမ်စေဒီစကားများရာကနေစပြီးတမျိုးလုံးယုံရင်ဆန်ခတ်ဖတ်သွားခဲ့တယ်။ဓာအတန်တွေအော်ဟစ်တန်တွေနဲ့ဗီရိုနာမြို့ဟာစူညံသွားခဲ့တာပေါ့။နောက်ဆုံးမှာမျိုးစားမင်းကိုယ်တိုင်ထွက်လာပြီးနောက်တစ်ခါထက်ခတ်ရန်ဖီရင်မင်းတို့အားလုံးအသက်နဲ့လဲရမယ်လို့ပြင်းပြင်းထန်ထန်တတိပေးလိုက်မှငြိမ်သက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီလိုရန်ကွဲတွေကြားမှာလူငယ်လေးတစ်ယောက်ကတော့စိတ်မပါနိုင်ခဲ့ဘူး။သူကတော့မွန်တာဂူမျိုးနွယ်ရဲ့တဦးဒီသောသားရိုမီယိုပါပဲ။ရိုမီယိုဟာတခြားလူငယ်တွေလိုရန်ထိလျတာကိုဝါသနာမပါဘူး။သူကအရန်ကိုနူးညံ့ပြီးအချစ်ကိုကိုးကွယ်တဲ့သူ။အဲ့ဒီအချိန်မှာသူကရိုဇနင်းဆိုတဲ့မိန်းကလေးတစ်ယောက်ကိုတစ်ဖက်သက်ချစ်နေပြီးအသေးကွဲနေတဲ့လူပြိုပေါက်လေးပေါ့။အချစ်ဆိုတာဒီလောက်တောင်နာကျင်ဟိုးကောင်းတာလားလို့သူညီကောင်းရင်ဥယျာဉ်ထဲမှာတယောက်တည်းအချိန်ဖြုံးနေတတ်တယ်။ဒါကိုကြည့်ပြီးသူ့ရဲ့အရေးနှီးဆုံးတငယ်ချင်းမာဂျူရှီယိုလာရိုမီယိုရဲ့အလွမ်းတီကိုဖျောက်ပေးခြင်းနေတယ်။တရက်မှာတော့ကန်ဂျမာကဖန်တီးလိုက်တာပဲ။သူတို့ရဲ့ရန်သူတော်ကြီးကက်ပျူလက်အိမ်တော်ကနေကြီးကျယ်ခမ်းနားတဲ့မျက်နှာဖုံးဆွတ်ကပဲကြီးတစ်ခုကျင်းပမယ်ဆိုတဲ့တည်င်းကိုရိုမီယိုတို့ကြားလိုက်ရတဲ့အခါရိုမီယိုရဲ့ရင်ခုန်သန်းတီညံလာခဲ့တယ်။ငါတို့ရန်သူအိမ်ကိုသွားကြမယ်။မျက်နှာဖုံးတီဆွတ်ထားရင်ဘယ်သူမှသိမှာမဟုတ်ဘူး။တငယ်ချင်းတွေကတိုက်တွန်းကြတယ်။ရိုမီယိုဟာအစကတော့ကြောက်ရွံ့နေခဲ့ပြီမဲ့သူ့ရဲ့ရင်ထဲမှာတစုံတစ်ခုကသုံးပို့နေတယ်လို့ခံစားနေရတယ်။ကပ်ပြူးလက်အိမ်တော်ရဲ့ခမ်းမကြီးအတွင်းမှာတော့တရောတန်တွေဟာတာယာငိညောင်းနေပြီးရောင်စုံမီးဆိုင်တွေကပွဲလာပရိသတ်တွေရဲ့မျက်နှာဖုံးတွေပေါ်မှာဟပ်နေတာကြောင့်အရန်ကိုဝေဝေဆာဆာရှိလာပါတယ်။ရိုမီယိုဟာလူအုပ်ကြားထဲမှာတိုးဝှေ့ရင်းသူ့ရဲ့အချစ်ဟောင်းရိုစလင်းကိုလိုက်စာနေတာပေါ့။ဒါပေမဲ့ရုတ်တရက်သူ့ရဲ့အကြည့်ကေဟာခမ်းမရဲ့အလေပဟုံမှာကပြနေတဲ့မိန်းကလေးတစ်ယောက်စီမှာရက်တန့်သွားခဲ့တယ်။သူမဟာဖြူစင်တဲ့ဂါဝန်အရှည်လေးကိုဝတ်ထားပြီးလှုပ်ရှားလိုက်တိုင်းနတ်သမီးလေးတစ်ပါးလွင်မျောနေတယ်လို့ပါပဲ။ရိုမီယိုဟာပါဇက်ဟောင်းသားနဲ့ငေးကြည့်နေမိရင်စိတ်ထဲကနေရေးရွက်လိုက်မိတယ်။ငါရဲ့နှလုံးသားဟာအဟင်ကတစုံတစ်ယောက်ကိုချစ်ဖူးခဲ့လား။ငါမျက်လုံးတွေဒီညမှာပဲအစ်စ်အဆုံးဆုံးအလှတရားကိုတွေ့လိုက်ရပြီ။အဲ့ဒီမိန်းကလေးကတော့ကပ်ပြူးလက်အိမ်တော်ရဲ့တူဦးရီတို့သမီးလေးဂျူလီယက်ပါပဲ။သူမဟာလေသူမကိုကမ်းလှမ်းထားတဲ့ပါရီမြို့စားလေးနဲ့ကပြန်နေရင်ကနေလူအုပ်ကြားထဲမှာထူးခြားတဲ့အရှိန်အဝါရှိတဲ့လူငယ်တယောက်ကိုသတိထားမိသွားခဲ့တယ်။မျက်နှာပုံးဆွတ်ထားပေမဲ့မျက်လုံးတွေကတဆင်စည်းဝင်လာတဲ့ထူးဆန်းတဲ့ခံစားချက်ကြောင့်ဂျူလီယက်ရဲ့ရင်ခုန်တန်တွေဟာဂီတတန်ထက်ပိုမြန်လာခဲ့တယ်။ဒါပေမဲ့အေးချမ်းတဲ့အချစ်ဦးတီချက်ကြားတဲ့ကိုကျိန်စာတစ်ခုဖြစ်ပြေးသွားခဲ့တယ်။ဂျူလီယက်ရဲ့ဝမ်းကွဲမောင်ဖြစ်သူတိုင်ဘော့ဟာဒေါသကြီးပြီးရိုမီယိုရဲ့အတန်ကိုကြားလိုက်ရုံနဲ့သူဟာမွန်တာကူမျိုးနွယ်မှန်ချက်ချင်းတီသွားခဲ့တယ်။ဒါငါတို့ရန်သူပဲငါတောက်ကိုယူခဲ့စမ်းဒီညမှာပဲငါသွေးကုန်ငါတောက်မယ်လို့တိုင်ဘော့ကဟိန်းဟောင်လိုက်ပါတယ်။ကံကောင်းတာကဂျူလီယက်ရဲ့အိမ်ရှင်ကြီးကပွဲပြတ်မှာဆိုလို့တိုင်ဘော့ကိုအတင်းသားစီးထားခဲ့ပါတယ်။ဒါပေမဲ့တိုင်ဘော့ရဲ့မျက်လုံးထဲမှာတော့ရိုမီယိုအပေါ်အယိုးသေးဒီအကစ်ချစ်သွားခဲ့ပြီ။ပွဲခဏနားချိန်မှာတော့ရိုမီယိုဟာတတိကိုမွေးပြီးဂျူလီယက်ရဲ့လက်ကလေးကိုလှမ်းကင်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာလူဒူကင်းဝေးတဲ့တောင်လေးတစ်ခုမှာပထမဦးဆုံးစကားပြောခွင့်ရခဲ့ကြတယ်။မင်းရဲ့လက်ဟာမြင့်မြတ်တဲ့ဖျားเจ้าဆောင်လေးဆိုရင်ငါရဲ့နှုတ်ခမ်းဒီဟာအပြစ်ဖီမဲ့ဖျားဘူးခီးတယ်ဒီပေါ့လို့ရိုမီယိုကကြပြဆန်စာနဲ့ဖွင့်ပြောလိုက်တဲ့အခါဂျူလီယက်ဟာရှက်သွေးဖလာပြီးပြုံးလိုက်မိပါတယ်။ဒါဟာကမ္ဘာပေါ်မှာအလှပါဆုံးနဲ့အန်ဒီရဲ့ရှိဆုံးအနမ်းတစ်ခုရဲ့အစပြိုခြင်းပါပဲ။ဒါပေမဲ့ပျော်ရွှင်မှုဟာခဏပဲခံခဲ့တယ်။ဂျူလီယက်ရဲ့အထင်းတော်ကြီးတောက်ပြီးဂျူလီယက်မင်းအမေခေါ်နေတယ်လို့ပြောလိုက်မှသူတို့နှစ်ဦးခွဲခွာခဲ့ရတယ်။ရိုမီယိုကအထင်းတော်ကြီးကိုတိုးတိုးလေးမေးလိုက်တယ်။သူမကဘာတူလဲ။သူမဟာဒီအိမ်ရဲ့တခင်မလီကက်ဖြူးလက်ဘောလို့အဖြေကိုကြားလိုက်တဲ့အခါရိုမီယိုဟာမူးချိုးပစ်ခံလိုက်တယ်လို့တုံရင်သွားခဲ့တယ်။ငါရဲ့အသက်ဟာငါရန်သူလက်ထဲရောက်သွားခဲ့ပြီလေလို့သူညည်းသွားလိုက်တယ်။တစ်ဖက်မှာတော့ဂျူလီယက်ဟာရိုမီယိုထွက်သွားတာကိုကြည့်နေရင်အထင်းတော်ကြီးကိုလှမ်းမေးလိုက်တယ်။အဲ့ဒီလူငယ်ကဘာတူလဲ
အကယ်၍သူသာအိမ်အောင်ရှိပြီးသားဆိုရင်ငါရဲ့မင်္ဂလာအိယာဟာတင်ကျုံးပဲထိရတော့မယ်အထိန်တော်ကြီးကတက်လင်ချရင်ပြန်ပြေးတယ်သူ့နာမည်ကရိုမီယိုမင်းရဲ့ရန်သူတော်မုံတကူရဲ့တူရီတော်သားပေါ်လို့ဂျူလီရဲ့မျက်နှာဟာဖြူလို့သွားပြီးရေရွက်လိုက်တာကတော့ငါရဲ့တူရီတော်အချက်ဟာငါရဲ့တူရီတော်အမုန်းဘဲကနေပေါက်ဖွားခဲ့ပြီပဲလို့ပွဲပြီးမှာတော့ရိုမီယိုဟာအိမ်ပြန်မသွားနိုင်ပဲဂျူလီရဲ့ချူတာအိမ်တော်တရံကိုကြော်တက်ဖို့ဆုံးဖြတ်လိုက်တယ်လာရောင်အောက်မှာတိတ်ဆိတ်နေတဲ့ကပ်ဖြူးလက်ဥယျာဉ်ထဲကိုသူခိုးဝင်သွားတဲ့အခါဝရန်ဒါပေါ်ကိုထွက်လာတဲ့ဂျူလီယက်ရဲ့စကားသံတွေကိုသူကြားလိုက်ရတယ်